မင်္ဂလာပါရှင်ဒီနေ့မှာတော့တန်စင်ကမြခိုးတက်တူစထိုးမဲ့ customer လေးတွေအတွက်ပေါ့နော်အမေးများတဲ့မေးခွန်းတွေထဲမှာမေးခွန်းလေးနှစ်ခုကိုတန်စင်ဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးမေးခွန်းကတော့အမေးများဆုံးမေးခွန်းပေါ့နော်ဒါကတော့မြခိုးတက်တူထိုးရင်နာမလားဆိုရမေးခွန်းစထိုးရမယ်ဆိုရင် customer တွေရဲ့ခေါင်းထဲကိုဆက်စချင်းရောက်လာတဲ့မေးခွန်းဆိုရင်လည်းမမှားဘူးပေါ့နော်နာမကိုအရင်ကြောက်တဲ့အတွက်ကြောင့်မလို့နာမလားဆိုတဲ့မေးခွန်းကတော့တော်တော်များများမေးကြရပေါ့နော်အဲ့တော့တစင်တို့ကမြက်ခိုးတူတူစပြီးတော့ထိုးရဲဆိုရင်ထိုးတဲ့အချိန်မှာပေါ့နော်ထိုးစင်းနှမျိုးကိုသုံးပြီးတော့ထိုးပေးပါတယ်ပထမဆုံးအနေနဲ့ခရင်ထိုးစေးလေးကိုပေါ့နော်45မိနစ်ကြာထိုးစေးပြီးတော့ထိုးနေရင်လည်းမှနားလာရဲဆိုရင်တော့အဆက်ချထိုးစေးတစ်မျိုးဖြစ်တဲ့ထိုးစေးအယူကိုသုံးပြုပြီးတော့မှဆက်ထိုးပေးပါတယ်အဲ့ဒါကြောင့်မလို့မခံမရနိုင်နာကျင်တာမျိုးအရင်နာကျင်တာမျိုးတော့လုံးဝမရှိပါဘူးရှင်နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ကတော့ဘယ်နှစ်ခံမှာလဲဆိုရယ်မေးခွန်းပေါ့နော်မြက်ခိုးတက်တူထိုးပြီးရင်ဘယ်နှစ်ခံမှာလဲဆိုရယ်မေးခွန်းကလည်းတော်တော်များများမေးကြတယ်အဲ့တော့အဲ့မေးခွန်းဖြေရမယ်ဆိုရင်တော့ customer တွေရဲ့အသားရိပ်ပုံမူတည်ပြီးတော့ပေါ့နော်တစ်နှစ်ကနေပြီးတော့3နှစ်ထိခံပါတယ်ရှင်အဲ့တော့တိတိကျကျခံတာမျိုးမရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ customer တွေရဲ့အသားရိပ်ကတယောက်နဲ့မတူကြရဲ့အတွက်ကြောင့်မလို့တချို့တွေကလည်းတစ်နှစ်ခံတာမျိုးရှိရဲတချို့တွေကလည်း3နှစ်ခံတာမျိုးရှိရဲပေါ့နော်အဲ့ဒါကြောင့်မလို့ပြန်အနေလေးနဲ့ပဲပြောလို့ရပါတယ်ရှင်တစ်နှစ်ကနေပြီးတော့3နှစ်ထိခံပါတယ်နော်